ဒီနေ့ကတော့မမကကောက်ရှုံးသွားပါတယ်ကောက်ရှုံးသွားတော့စိတ်ညစ်ညစ်နဲ့ဒီမှာအိမ်ပေါ်တက်တာတော့မှဒီမှာအင်ဂျီတော့မှမလဲနိုင်သေးဘူးစိတ်ညစ်ညစ်နဲ့ထိုင်နေနှခမ်းနေတာမှကောက်ဆိုးလိုက်သေးတယ်လိုလဲမမနဲ့ဒီနှခမ်းနေလိုက်လာအယူမနဲ့တူနေပြီလားမမမနေ့ကမမကနှအုပ်နိုင်တယ်ဟုတ်တယ်မနေ့ကတော့နှအုပ်ပဲနိုင်တာဒီနေ့ကလေးအုပ်တောင်မှပြန်ရှုံးသွားသေးတယ်ဒီနေ့လေးအုပ်ရှုံးတယ်ဒီနေ့မမကအကောက်ရှုံးတယ်မမဒီနေ့နာကာသွားပါတယ်လို့ဖန်တို့ကိုမအားပေးစကားပြောခဲ့ကြအောင်နော်မမကအားမရှိတော့ဘူးမနေ့ပြန်သွားရိုက်ဖို့တော့မှဖန်တို့အားပေးစကားတန်လေးတွေနဲ့မမကအားယူပြီးတော့မနေ့ပြန်သွားရိုက်မှာမို့လို့အားပေးစကားလေးပြောခဲ့ပါအောင်မနေ့ပြန်ကြရင်ဖန်တို့အားပေးစကားတန်လေးနဲ့မမကကြိုးစားပြီးသွားရိုက်ရမှာအားတော့မရှိတော့သွားရိုက်ဖို့တော့ယူချင်းဖြစ်နေတော့မမဖြစ်သွားပြီလို့မမကိုချစ်တဲ့ဖန်တွေအားလုံးကိုမမအရန်ချစ်တယ်နော်ဘိုင်